ခဏတော့ရိုင်းသွားမယ်တရားတွေနဲ့ပြင်ပန်းခဲ့တာငါသိပါတယ်အမောင်ဆုံးညတွေကုန်ရင်ရှောင်းနေလာတော့မယ်ညီငွေမသွားနဲ့တင်ခံထားပါဦးကွယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီနေ့ခေတ်မှာလူတော်တော်များများခေတ်စားနေကြတဲ့ AI ကိုအသုံးပြုပြီးတော့မှတခြင်းဖန်တီးရဲ့နည်းလမ်းလေးကိုလုပ်ပြတော့မှာဖြစ်ပါတယ်မြန်မာလိုအတန်ဒီတာတဲ့ AI တခြင်းမျိုးကိုဖန်တီးပြတော့မှာဖြစ်ပါတယ်ဆိုတော့လုံနည်းလေးကတော့လွယ်တယ်နောက်ပြီးတော့ free လည်းဖြစ်တယ်ပေါ့လေနော်ဆိုတော့ကျွန်တော်အသုံးပြုသွားမယ့် AI ကတော့ Flow Music AI ပေါ့လေနော် Google ကနေထုတ်လုပ်ထားတဲ့ AI ဖြစ်တယ်ဆိုတော့ဖုန်းတစ်လုံးရှိုံနဲ့တင်ပတ်စံတစ်ပြားမှမကုန်ဘဲနဲ့ကျွန်တော်တို့တခြင်းတွေကိုနေ့တိုင်းထုတ်ယူသွားလို့ရတယ်ပေါ့နော်နေ့တိုင်းထုတ်လို့ရတာဖြစ်တယ်ဗီဒီယိုကိုစလိုက်ကြရအောင်အရင်ဆုံးကျွန်တော်တို့ဖုန်းလေးမှာပေါ့နော် Google Chrome ရှိဖို့လိုပါတယ်ဆိုတော့ဖုန်းတော်တော်များများမှာ Google Chrome ကရှိပြီးသားပါဆိုတော့အရင်ဆုံးကျွန်တော်တို့ Google Chrome ကိုကျွန်တော်ဖွင့်ပါမယ် Google Chrome ဖွင့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော် Gemini ပေါ့နော် Gemini AI ကိုအရင်ဆုံးဖွင့်လိုက်ပါ Gemini လို့ရိုက်ရှာလိုက်ရင်သူအပေါ်ဆုံးမှာပေါ်လာမှာဖြစ်တယ်ဆိုတော့ဒီ Gemini ကိုနှိပ်လိုက်ပါဆိုတော့ Gemini ကဘာအတွက်သုံးတာလဲဆိုရင်ဒီတခြင်းကိုပေါ့နော်တခြင်း style နဲ့ဒီစာသားတွေကိုကျွန်တော်ထုတ်ရှင်းလို့ဖြစ်တယ်ဆိုတော့မိတ်ဆွေတို့မှာတကယ်လို့ကိုယ်ပိုင်တခြင်းတွေရှိမယ်ကိုယ်ပိုင်ဂီတာနဲ့ဖြစ်ပေါ့လေနော်ဒီတိုင်းဟို instrument မပါဘဲနဲ့ဂီတာမပါဘဲနဲ့အတန်တမေတွေဖမ်းထားတဲ့တခြင်းလည်းဖြစ်ပေါ့လေနော်ဆိုတော့အဲ့ဒါကြီးရှိမယ်ဆိုလို့ရှိရင်တော့ဒီ Gemini ကိုဝင်စရာမလိုပါဘူးBlue Music AI ကိုတောက်လျှောက်ဝင်ပြီးတော့လုပ်လို့ရတယ်ဆိုတော့ကျွန်တော်ဒီနေ့လုပ်ပြတော့မှာကတော့တူရေးကောင်းဆိုတဲ့တခြင်းပေါ့နော်တူရေးကောင်းဆိုတဲ့ဆီယာကနေကနေပြီးဆိုထားတဲ့တခြင်းကိုကျွန်တော် MP3 အနေနဲ့ကျွန်တော်လုပ်ထားတယ်ဆိုတော့အဲ့ဒီတခြင်း style ကိုထုတ်ခိုင်းမှာပေါ့နော်အရင်ဆုံးကျွန်တော် MP3 ကို Gemini ကို upload လုပ်ပေးဖို့အတွက်ပေါင်းလေးကိုလိုက်ပြီးတော့ဒီ file ဆိုတာလေးကို file လေးကိုနှိပ်ပါဒီ media picker ပေါ့နော်ဒီကောင်လေးကိုနှိပ်ပါကျွန်တော်ဒီမြင်းချောင်းလေးကိုသွားမယ်ပြီးတော့မှကိုဥမာဗီဒီယိုလေးဖြစ်မယ်ဒါမှမဟုတ်လို့ရှင်လည်း audio လည်းဖြစ်နိုင်တယ်ပေါ့နော်ကိုအတန်တွန်းထားတဲ့ audio လည်းဖြစ်မယ်စသဖြင့်ကိုရဲ့ဒီ Gemini ကို upload လုပ်မယ့်အကြောင်းရွေးရမှာဖြစ်တယ်ကျွန်တော်ကတော့ MP3 ကိုပဲ upload လုပ်မှာဖြစ်တဲ့အတွက်ကြောင့် audio ကိုတွားမယ်ပြီးတော့ file location နေရာကိုရွေးပေးမယ်ပေါ့နော် okay ဆိုတော့ကျွန်တော်ပေးရမယ့်ကျွန်တော်ရွေးချင်မယ့်တစ်ချင်းကတော့သူရဲ့ကောက်တွေတစ်ချင်းပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ပေးလိုက်တယ်နောက်ပြီးကျွန်တော်မြန်မာလိုရှင်းရှင်းလေးပဲရေးရုံပဲပေါ့လေနော်ဒီနေရာမှာဆိုရင်ဒီတခြင်းတွေကဒီတခြင်းတွေကတခြင်း music style ကိုယူပြီးတော့ဘောကတခြင်းတစ်ပုဒ်ကိုရေးပေးပါနောက်ပြီးတော့ flow music AI မှာအသုံးပြုဖို့အတွက်တခြင်းဖန်တီးဖို့အတွက်ပေါ့လေနော်prompt ပါတစ်ခါလေးထည့်ရေးပေးပါလေကျွန်တော်သူပြောလိုက်မယ် okay ကျွန်တော်ရေးလိုက်ပြီပြီးရင်မို့လေနော်ကျွန်တော်တို့ဒီ model လေးတစ်ချက်တော့ရွေးပေးရမယ်ပေါ့နော် model ဟာဆိုရင်ဒီ Gemini ဆိုတဲ့နေရာမှာပေါ့နော်ဒီအပေါ်ဆုံးက 3.5 မဟုတ်ဘဲနဲ့ 3.6 ကိုသုံးပေးပေါ့လေနော် 3.6 ကအဆင်ပြေတယ်ဆိုတော့ဒီအောက်ဆုံးကတော့ဒါကတော့ဒီဂုံနေနဲ့ဆိုင်တာပေါ့လေနော်ဆိုတော့အဲ့ဒါကတော့ရွေးကြရမလို့ဒီအလေကဟာပေါ့လေနော် Gemini version model version က 3.6 ကိုရွေးထားပေးပါပြီးတော့ကျွန်တော်တို့ဒီမှာသူ့ကိုဖန်တီးခိုင်းလိုက်မယ်ပေါ့လေနော်ဆိုခဏစောင့်ပေးပါဆိုတော့သူစားပြီးတော့မှလုံနေပေါ့နော်စားပြီးတော့သူထုံနေပြီဆိုတော့သူကဒီတခြင်းရဲ့ style ကိုပြောရဲပေါ့လေနော် style ရဲ့အမျိုးအစားကိုသူပြောပြတယ်ပြီးတော့မှတခြင်းဒီမှာ land display ကောင်းစဉ်ပေးထားတယ်ပေါ့နော်သူကဒီမှာတခြင်းတွေကိုကြည့်လို့ရတယ်ပေါ့နော်တချို့ကဟိုမကြိုက်တဲ့ဒီတခြင်းတွေဆိုလို့ရှိရင်လည်းဖေးလိုက်လို့ရတယ်စားသားတွေပြန်ပြင်လို့ရတယ်ဒီမှာပေါ့နော်သူ prompt ပါတခါလေးထုတ်ပေးတယ်သူတခြင်းကိုသွားထုတ်ဖို့အတွက်ပေါ့နော်ဆိုဟုတ်ပြီကျွန်တော်တို့ဒီမှာတခြင်းလေးရပြီဆိုတော့ဒီမှာ playing test အနေနဲ့သူတခါလေးပေးထားတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီအပေါ်နားလေးမှာပေါ့နော် Chrome ရဲ့အပေါ်နားလေးမှာအပေါင်းလေးရှိတယ်ဒီအပေါင်းလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးကျွန်တော်တို့ site တစ်ခုကိုတွားရမယ် site တစ်ခုကလည်းဒီတခြင်းဖန်တီးမဲ့ flow music ပေါ့နော် FLOW flow music ဆိုရကြရိုက်ရှာလိုက်ပါဒါဆိုရင်ပေါ်ဆုံးနားလေးမှာတက်လာပါပြီပေါ့နော်အဲ့ flow music ကိုကျွန်တော်ဝင်လိုက်မယ်โอเคဒီနေရာမှာကျွန်တော်တို့တခုရှိတာလေအကောင့်ဝင်ပေးဖို့တော့လိုမယ်ပေါ့နော်အကောင့်ဝင်ဖို့အတွက်ကျွန်တော်ဒီဘေးဘက်အပေါ်နားလေးကမြင်းကြောင်းလေးကိုနှိပ်ပါပြီးရင်ဒီမှာ login ဆိုတာရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးပါဆိုတော့ဒီညမှာ continue with Google ဆိုတာရှိတယ်ဆိုတော့ဒီညမှာပေါ့နော် Google အကောင့်နဲ့တစ်ချက်ဝင်ပေးလိုက်ပါ
တော့ကိုယ့်ရဲ့ကောင်းရွေးပေးလိုက်ရမှာမယ်โอเคဒီနေရာမှာအောင်နာလေးမှာရွှေ့ပြီးတော့ကျွန်တော် continue ကိုတွားလိုက်ပါဒီနေရာမှာဆိုရင်ဘာမှနှိပ်စရာမလိုပါဘူး continue ကိုပဲတွားလိုက်ပါโอเคခဏဆောင်ပေးရမယ်ပေါ့နော်ဒီနေရာမှာဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ get start ဆိုတာလေးကိုနှိပ်လိုက်ပါโอเคဆိုတော့ဒီနေရာမှာရောက်တော့ရဆိုရှင်ကျွန်တော်အောင်နာလေးကိုဆင်းပြီး agree ကိုနှိပ်ပေးလိုက်ပါဒီနေရာမှာပေါ့နော် username ရေးဖို့လိုတယ်โอเคရပြီတော့ကိုကဒါဒီနေရာမှာ username ပေးတဲ့အခါတခြားဒီသူ့ရဲ့ server လေးမှာရှိတဲ့ username တွေနဲ့မတူအောင်ပေးရမယ်ပေါ့လေเนาะဆိုတော့ကိုယ့်ရဲ့အဆင်ပြေတဲ့နာမည်ကိုဒီထည့်ပေးပါโอเคဒါဆိုရှင်ဒီမှာ account ကဝင်သွားပြီပေါ့နော်ဆိုတော့ဒီမင်းကြောင်းလေးမှာကြည့်မယ်ဆိုရှင်လည်းကိုယ့်ရဲ့ဒီအောက်နာလေးမှာကိုယ့်ရဲ့ account နဲ့ username အောက်မှာလာပေါ်နေပေါ့နော်ဆိုတော့ဟုတ်ပြီခုနကကျွန်တော်တို့ကိုရဲ့ Gemini မှာလုပ်ခဲ့တဲ့ဒီ plain text ကိုဒီမှာကျွန်တော်တို့ copy paste လုပ်လိုက်ရမှာပဲဆိုတော့အပေါ်နားလေးမှာ tool ဆိုတဲ့နေရာမှာပေါ့နော်ဒီအပေါ်နားလေးမှာပေါ့နော်ဒီမှာ tool ဆိုတာလည်းရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဆိုတော့ပြီးလို့ရှိရင်ဒီ Gemini site ကိုဝင်လိုက်ပေါ့နော်ပြီးကြရင်တော့ကျွန်တော်ဒီနားလေးမှာ plain text ရဲ့ဒီညာဘက်မှာပေါ့လေနော်ဒီ download ဆွဲလို့ရမယ်ဒီပြင် copy paste လုပ်လို့ရဆိုတော့ကျွန်တော်ဒီမှာ copy paste ကိုရွေးလိုက်မယ်ဒီကြရင်ခုနကျွန်တော် flow music တွေကိုပြန်တွားမယ်နောက်ပြီးတော့ဒီနေရာမှာ copy paste ချလိုက်မယ်ပေါ့နော် okay copy paste ချလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ text ရဲ့ဒီအပေါ်ဆုံးနားလောက်မှာပေါ့လေနော်ကျွန်တော်တို့ဒီ prompt နဲ့တစ်ချက်ထည့်ပေးရင်ပိုအဆင်ပြေမယ်ထင်တယ်နော်ဒီအပေါ်ဆုံးနားလေးမှာကျွန်တော်တို့ခုနသူ့ရဲ့ဒီတင်မှာပေါ့နော်သူ prompt ပေးထားရှိတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော် copy လုပ်လိုက်မယ်ပေါ့နော် copy လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်ကိုcopy လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ခုန blow and ထဲကိုသွားမယ်ပြီးရင်ဒီနားလေးမှာပေါ့နော်ကျွန်တော်တို့ဟာလေးနဲ့ဒီ wizard ကိုပိတ်နေပဲပြထည့်ပေးလိုက်ပေါ့နော် music style ကိုပဲကျွန်တော်ထည့်ပေးလိုက်မယ်ဒီ YL style ဆိုပြီးတော့ကျွန်တော်ခုနဟာကိုထည့်ပေးလိုက်ပြီးကုန်ပိတ်လိုက် okay ဆိုတော့ကျွန်တော်ဒီဟာလေးကိုကျွန်တော်လုပ်လိုက်မယ်ပေါ့နော်စပြီးတော့မှကျွန်တော်တချင်းထုတ်ခိုင်းလိုက်မယ်ကဲဆိုသူစပြီးတော့မှသူโอเคသူစပြီးတော့ဒီနေရာမှာလုပ်နေပြီပေါ့နော်ဆိုတော့ခဏလေးတော့စောင့်ပေးရမယ်ဒါလေးမှာဆိုရင်သူစပြီးတော့မှဒီမှာ percent နဲ့သူပြနေတယ်တချင်းနှစ်ပုတ်ထုတ်ပေးတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတခုရှိတာကျွန်တော်တို့ကိုပိုင်စာသားအနေနဲ့အခုလို music style ကိုထည့်ပြီးတော့ကျွန်တော်လုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်ဒီ Gemini ကိုမတုံးချင်ဘူးဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဘောနော်ဒီအပေါင်းပုံလေးမှာဘောနော်ဒီအပေါင်းဆိုတာလေးရှိတယ်အင်္ဂါလေးမှာ audio ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဒီအတန်တွန်းထားတဲ့ကိုယ့်ရဲ့တခြင်းကိုထည့်ပြီးတော့ကျွန်တော်ဒီနေရာမှာ cover sound ပုံစံဆိုမှလာပေါ့လေနော်ကျွန်တော် style ကိုပြန်ထည့်ပြီးတော့မှကျွန်တော်တို့ဖန်တီးခိုင်းလို့လည်းရပါတယ်ဆိုတော့ဒီကျွန်တော်အခုနားထောင်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီဖန်တီးထားတဲ့တခြင်းလက်ပုတ်ကိုကျွန်တော်တို့နားထောင်ကြည့်လိုက်အောင်ခဏတော့ရိုင်းသွားမယ်တရားတွေနဲ့ပြင်ပန်းခဲ့တာငါသိပါတယ်အမောင်ဆုံးညတွေကုန်ရင်ရှောင်းနေလာတော့မယ်ညီငွေမသွားနဲ့တင်ခံထားပါဦးခွေအောင်မြင်ခြင်းဆိုတာအဝေးကြီးမှမဟုတ်ပါခြေတလန့်ချင်းစီရှောင်းရင်နဲ့နီလာမှာဝေခွေနဲ့အားတင်ထားပါခွာနေနေတော့အလင်းစီလမ်းထွန်းမော်လာမေကဲကဲတော့ကြိုးစားခဲ့တာအလားကမဖြစ်ပါဘူးကွယ်ရှင်နေကအိမ်မတိုင်းအကောင်းတဲ့ပေါ်လိုက်တော့ပြောလဲဘူးသူပုံပြီးတမားနဲ့အရှောင်းမပေးတဲ့ခရီးစပါအောင်ငယ်ချင်းညာโอเคဆိုတော့ဒီညမှာမြန်မာလိုအရန်မြန်မာနိုင်ငံသားတယောက်နီးကိုပေါ့လေနော်သူကတော်တော်လေးကိုပြီးတက်နဲ့ဆူသွားတာကိုတွေ့ရတယ်ဆိုတော့နောက်တစ်ခုကိုကျွန်တော်နားထောင်ကြည့်အောင်
ဆိုင်သွားမယ်တရားတွေနဲ့ပြင်ပန်းခဲ့တာငါသိပါတယ်အမောင်ဆုံးညာတွေကိုရင်ရောက်နေလာတော့မယ်ညီငွေမသွားတဲ့တင်ခံထားပါဦးကွယ်အောင်မြင်ခြင်းဆိုတာဝေးကြီးမှမဟုတ်ပါချစ်တဲ့လမ်းချင်းစီရှောင်ရင်နဲ့နီလာမှာဝေးခွေနဲ့အားတင်ထားပါကွာတနေ့နေ့တော့လက်စီလမ်းတော့ပေါ်လာမယ်ခက်ခဲတဲ့ညကြိုးစားခဲ့တာအလားကမဖြစ်ပါဘူးကွယ်ရှင်တွေကအိမ်မက်တိုင်းကောင်းတဲ့ပေါ်လိုက်တော့ဆိုတော့တခြင်းကဟိုရန်ကုန်တော်တော်လေးကိုနားထောင်လို့ကောင်းနေပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီ flow music AI မှာသူ့ရဲ့အားသာချက်ရှိတယ်ပေါ့နော်တခြား free AI နေနဲ့မတူတာတခြင်းကို download ဆွဲလို့ရတယ်ဆိုတော့တခြင်းကိုကျွန်တော်တို့ download ဆွဲဖို့အတွက်ကျွန်တော်ဒီအဆက်34ပေါ့နော်ဒီနေရာကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ download ဆိုတာရှိတယ်ပေါ့နော်ဟို download ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်သူကဒီ M4 ရဲ့ MP3 WAV ဆိုပြီးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော် recommend ပေးတာကတော့ကျွန်တော်ပုံမှန် user အနေနဲ့ဆိုရင်တော့ MP3 နဲ့ download ဆွဲတာတင်တော်ရပေါ့လေနော် M4 ရင်းနဲ့လည်းအဆင်ပြေပါတယ်အကြိုက်တဲ့နှစ်ခုရွေးလို့ရတယ်ပေါ့နော်ဒီအောက်ဆုံးက WAV ကတော့ကျွန်တော်ဒါကတော့ဟို FL Studio လိုမျိုးပေါ့လေနော်ကျွန်တော်ဒီ audio story ကိုသုံးတဲ့လူတွေအတွက်ပဲပိုတင်တော်နေလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီ MP3 နဲ့ပဲကျွန်တော် download ဆွဲလိုက်မယ်ခေခဏတော့စောင့်ပြရမယ်ပေါ့နော် Okay ဆိုရှင်သူကအပေါ်မှာ download ဆွဲပြီးပါပြီဘယ်နောက်တစ်ပုတ်လည်းကျွန်တော်အခုတိုင်းပဲကျွန်တော် download ဆွဲနေပြီ Okay သူကတော့ name တူနေပေါ့နော် name တူနေလို့သူက down မလားဆိုပြီးတူနေတယ်ကျွန်တော်တော့ download အကင်ကိုလေးလိုက်မယ်သူကနာမည်တူပဲမဲ့လေဟို name တူပဲမဲ့ name တူကဒီတခြင်းကမတူဆိုတော့ကျွန်တော် download အကင်ကိုကျွန်တော်ရွေးလိုက်တာဖြစ်တယ်ဆိုတော့ဟုတ်ပြီဒီနေရာမှာတခုပြောစရာရှိတာကကျွန်တော်ဒီ AI ကကျွန်တော်တရက်ကိုတခြင်းတပုံလုံးပဲသူရတာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဒီတခြင်းကိုပို့ပြီးတော့မှထုတ်ရှင်နေဆိုရင် upgrade လုပ်ဖို့လိုတယ်ပေါ့နော်ဒီအောင်နာလေးမှာ upgrade ဆိုတာရှိတယ်နောက်ပြီးတော့ကျွန်တော်ဒီ account ကိုပေါ့နော်ဟိုဒီ Google account တခြား account ရှိနေဆိုရှင်တခြား account နဲ့ပြောင်းပြီးတော့မှလည်းထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဟို Google account အများကြီးရှိတဲ့လူကတော့တရက်မှာ5ပုတ်လောက်ကိုကျွန်တော်တို့ကထုတ်လို့ရမယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီ download ဆွဲထားတဲ့တခြင်းကိုကျွန်တော်တို့ဒီ file manager လေးမှာတွားကြည့်ရမယ်ပေါ့နော်ဒီ file manager လေးကိုဝင်လိုက်ပါ Okay ကျွန်တော်တို့ file manager လေးရောက်ပြီဆိုရင်ကျွန်တော်ဒီခုရဲ့ internet storage ထဲကိုဝင်လိုက်ပါပြင်ဒီ download ဆိုတာရှိတယ်ပေါ့နော် download ထဲကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ခုန download ထားတဲ့တခြင်းကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီ audio file တွေကိုကျွန်တော်တို့ဒီ content creation မှာပဲဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ video တို့မှာပဲဖြစ်ကိုအဆင်ပြေတဲ့နေရာမှာဒီ audio ကိုနောက်ခံဒီနှုန်းနေနေဖြစ်ကျွန်တော်ထားလို့ရတယ်ပေါ့နော်ဆိုတော့ပြီးကျွန်တော်ဒီတခြင်းကိုကျွန်တော်အခန်းဖွင့်ကြည့်လိုက်မယ် Okay ဒီ video ကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့လုပ်တော့ဖို့နေပါနဲ့哦မိုးမောင်အောင်မခဏတော့ရိုင်းသွားမယ်တရားတွေနဲ့ပြင်ပန်းခဲ့တာငါသိပါတယ်အမောင်ဆုံးညတွေကုန်ရင်ရှောင်နေလာတော့မယ်ညီငွေမသွားတဲ့တင်ခံထားပါဦးကွယ်အောင်မြင်ခြင်းဆိုတာအဝေးကြီးမှမဟုတ်ပါခြေတလန်းချင်းစီရှောင်ရင်နဲ့နီလာမှာဝေခွေနဲ့အားတင်ထားပါခွာနေနေတော့အလင်းစီလမ်းထွန်းမော်လာမေကဲကဲတော့ကြိုးစားခဲ့တာအလားကမဖြစ်ပါဘူးကွယ်ရှင်နေကအိမ်မတိုင်းကောင်းတဲ့ပေါ်လိုက်တော့ပြောလဲဘူးသူပုံပြီးတမားနဲ့အရှောင်းမပေးတဲ့ခရီးစပါအောင်တငယ်ချင်းညာချာရှုံးခြင်းစီရာသင်ခန်းစာတစ်ခုပါအတိတ်မှာချန်ခဲ့ပြီးစိတ်ကူးတဲ့နဲ့စလိုက်ပါမနှက်ပြန်တွေမှာပျော်ရွှင်မှုတွေစောင့်ကြည့်နေမှာခိုင်မာတဲ့
ရှင်ပန်းနဲ့ရှောင်းလမ်းမှာအခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုကျွန်တော်အမြင်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို like share and subscribe လေးလုပ်တော့ကိုမမေ့ပါနဲ့တော့အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြတော့